别把光嘞，我把光嘞。灰那光干的呢，没住了。အခုလောလောဆယ်တော့တိုက်ပွဲဖြစ်နေပြီကျွန်တော်အချင်းချင်းဆက်သွယ်ရသေးတယ်ဒီချက်ပိုဆွေးရင်တော့နေဆက်သွယ်မှုပြင်ပတွေရောက်နေပါဒီဆိုတော့ခက်မယ် သိပေါ့ တယ်ဟိုတကိုးချက်ကိုတွေကလေးကဝါတွေလူတွေဝယ်ထည့်တယ်သူများသားသမီးတွေကိုဆွဲတယ်ပတ်စံတောင်းတယ်ဘေးကသားသမီးတွေကိုဝယ်ထည့်တယ်တကိုးချက်ကိုတွေကုန်ခဲ့ပါတယ်သိန်း160လောက်ကုန်ခဲ့ပါတယ်အဲ့ဒါကိုအထက်ကိုတင်ပြထားတာအထက်ကလည်းလုံးဝအရေးမလုပ်ပါဘူး အားလုံးပဲမင်္ဂလာပါရွှေဖန်မီမှပြန်လို့ကြိုဆိုလိုက်ပါတယ်ဓမ္မဘက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါရလားဟုတ်ကဲ့ပျော်ရွှင်ကြည်မှုကျွန်တော်တို့အတွက်ခွန်အားဖြစ်စေမဲ့ရုပ်တံလေးနဲ့အစဖွင့်နေရတယ် ဖြီးအားမပေးပါနဲ့စစ်ရေးနဲ့ဖြီးအားပြီးရင်ကျွန်တော်လက်မထိုးမှာမဟုတ်ဘူးလို့ကျွန်တော်ကပြောတယ်မနေ့ကဒီမှာ State Department မှာလည်းအဲ့ကိစ္စကျွန်တော်ရှင်းရှင်းလင်းလင်းပဲပြောထားတယ် လက်ပြတ်သားသားပဲနော် လိုက်စာမရှိကျွန်တော်တခြားနေရာမှာအများကြီးရှိတယ်လို့တော်တယ်အများကြီးထူသေးတယ်ဟိုမခုတ်ရသေးတဲ့နေရာတွေအများကြီးကြံနေတယ်ကျွန်တော်ကသူတို့ကိုစတယ်လေအခုလောလောဆယ်တိုက်ပွဲဖြစ်နေပြီကျွန်တော်အချင်းချင်းဆက်သွယ်ရသေးတယ်ဒီချက်ပိုဆွေးရင်တော့နေဆက်သွယ်မှုပြင်ပတွေရောက်နေပါဒီဆိုတော့ခက်မယ်အဲ့ကောင်ဘယ်မှာတော့ရှာရမှမသိတော့ဘူးเนาะအချင်းချင်းဆွေးနွေးခြင်းလဲအဲ့လိုမဖြစ်အောင်ကျွန်တော်အကျိုးစားနေပါပဲအချင်း community ကလည်းတွေ့တဲ့အခါမှာကျွန်တော်ကအကျိုးပြီးမှအဲ့ဒီကိစ္စအစီအမံပြင်မင်းတို့ဘယ်လိုလုပ်မလဲဆိုတော့မိကုန်းတော့မမေးပါနဲ့လို့ပြောထားတယ်ဘာလို့မလဲဆိုတာကတော်တော်ခက်ပါတယ်မဖြစ်ရင်တော့ဘာမှလုပ်စရာမရှိတော့ဘူးတခုပဲကြံတယ်အဲ့ဒါမဖြစ်အောင်ကျွန်တော်စူးစမ်းနေတာဖြစ်ပါတယ်လို့ ဒါကတော့ KIA ဗိုလ်ချုပ်ပြောထားတယ်စိတ်ရေးနဲ့ဖိအားမပေးနဲ့စိတ်ရေးနဲ့ဖိအားပေးရင်ဘယ်တော့မှတက်မှတ်ထိုးမှာမဟုတ်ဘူးအရင်တော့ဒါဗီဒီယိုဟောင်းလေးပေါ့နော်ကျွန်တော်တွေ့လို့ပြန်လဲတင်ဆက်ပေးခြင်းဖြစ်တယ်အားလုံးပဲစိတ်ချမ်းသာကိုချမ်းသာဖို့အတွက်ဒီဗီဒီယိုလေးကတော့အဘသားသမီးတွေကိုအဘတွေကဘလောက်ချစ်လဲဆိုရင်နော်ပင်စင်ထုတ်ပေးတာတဲ့တစ်ချက်ကြည့်ကြည့်ပါဦး ဘာလို့တော့ပြရတော့မှန်းတယ်ဒါပေမဲ့ဒီတစ်ချက်တန်နေဒီ20တန်နေကဘယ်မှာတော့သုံးမှာတော့ပါ ဘယ်တော့တော့20ရတော့ရ ပင်စင်ထုတ်ပါတယ်ဆိုမှဒီမှာတစ်ချက်တန်နေ20တန်နေဘယ်လိုလုပ်မှာ တော့ဘာ မပေးချင်လဲမပေးနဲ့လေနော်အဲ့ဒါပဲနင်တို့ကိုဘလောက်ချစ်လဲဆိုတာတက်တည်ပြတာသူတို့ကစားမကုန်တောက်မကုန်အောင်ချမ်းသာနေတာအောက်ခြေကဝန်ထမ်းတွေပင်စင်သားတွေကိုဘယ်လိုတန်ဖိုးထားလဲဆိုတာဒီဗီဒီယိုလေးကိုကြည့်သိနိုင်တယ်ဘယ်မှာသွားသုံးမှလဲဗျာဒီချိန်မှာတစ်ချက်တန်20တန်နဲ့နော်ငွေ1000တော့ဘာမှလုံးလို့မရတဲ့ခက်ကို အဘအဲ့ဒါအဲ့တော့အစင်မပြေဘူးအဘဒါနဲ့ဘယ်တော့သွားဝယ် မီတာကဆောင်ပေါ့ မီတာကဆောင်လိုက်မီတာကဆောင်လိုက်ပါမီတာကဆောင်လိုက်မီတာကဒါခင်ဗျားတို့စိုးရဗန်ထုတ်ပေးရပါစမ်း ဆက်ဗန်ထုတ်ပေးတာ ဘေးပဲမရှိ လက်မှတ်တော်ထိုးတာဒီလက်မှတ်တွေမပြည့်စင်နဲ့ မပြေးတင် လက်မှတ်တွေတော့ငွေကိုင်းလက်မှတ်တွေပါပြီ ငွေကန်လည်းမလွှမ်း မတွေ့ဘူးတော့ကြာပြီနော် အေးလွင်မိုးအမ အဘအဲ့တပုတ်နဲ့ရိုက်တာဖုံးရှင်တပုတ်ရိုက်တာရိုက်တာအဲ့ဒါအစုပ်တာပြဲတာ ပင်စင်ထုတ်ပါတယ်ဆို အဲ့ဒါမှခင်ဗျားတို့တွေနားမလဲသေးဘူးဘောပဲဆက်မနေမယ်ဆိုရင်တော့ဆက်မကိုထိုင်နဲ့ကိုကန်ကိုကုသိုလ်ကန်နဲ့ကိုခံဗျာဒီဗီဒီယိုလေးကတော့အေးအေးဆိုရင်ဘလောက်တောင်ဒူးတောင်ကြောက်နေလဲဆိုတာအဘသားတွေရဲ့အကြောင်းကိုတစ်ချက်နားတော့ကြည့်ပေး အေးအေးဆိုရင်အကြီးကလုံးလုံးကြောက်တာဘာကြောက်လဲဆိုဒီကောင်လေးရတယ်ကြည်ကုန်ဓာတ်နဲ့တက်ခုတ်တာတဲ့ဓာတ်တက်ခုတ်ဘွားကနေပေါ်လာတော့တယ်ကိုကြီးကဘလို့မှဆောင်းချိန်မရဘူးပေါ့လေသူတို့အေးအေးဆိုတာနဲ့ဟိုအချိန်နဲ့ဟိုလန့်နေတာ ကြားရင်တော့အေးအေးဆိုတဲ့အတန်ကြားရင်ကိုပြေးဖို့ရချောင်းနေတာခုဆိုပို့ဆိုးတာပေါ့ဗျာအေးကတနိုင်ငံလုံးကိုအားလုံးပူပေါင်းပြီးတော့တွေ့နေတာဒီကောင်လေးအတန်မကြားချင်လို့လည်းမရဘူးမတွေ့ချင်လို့လည်းမရဘူးရှယ်ကျုံးမယ်ဆိုတာကြီးပဲဒီဗီဒီယိုလေးကတော့ဘောမတစ်တိုက်ဘောမလွန်ပြီးတော့ရှာတွေထွက်မျက်လုံးကြီးပြူးနေတဲ့ရုပ်တံလေးဘလောက်တောင်သူတို့တွေလောင်မြိုက်ပေါက်ကွဲနေလဲဆိုရင်ကျွန်တော်တို့အတွက်ဒါကြည်နူးစရာလေးဗျာကြည့် စစ်မှုတန်းဥပဒေပြဋ္ဌာန်းထားတာလူစားဘူး ငွေပေးလို့မရဘူးဆိုပြီးတော့အထက်ကပြဋ္ဌာန်းထားတာအောက်ရှိမှာဘယ်လိုလှုပ်ရှားနေတော့ဆိုတော့အုပ်ချုပ်ရေးမှုတွေရဲ့ပေါင်းပြီးတော့ပေါ့ လာစင်ကြီးတွေကောက်တယ်တသိန်းတောက်လျှောက်လို့ကောက်တယ်လူဝယ်ထည့်ဖို့လေအဲ့တော့နိုင်ငံတော်ကပြည်သူစစ်မှုဥပဒေဟာတရားဝင်ခေါ်ခဲ့ရင်တော့မှဘာသမီးတွေနော် နော်ပြည်လုံးခွင့်နေပါလေဆိုတာရှိတယ်အခုတော့အဲ့လိုမဟုတ်တော့အဆန်ပေးရင်ပေးကောက်တာပေးရင်ပေးမပေးရင်ဆွဲမယ်အုပ်ချုပ်ရေးမှုတွေလုပ်နေတာအေးမကွေးတိုင်းတောင်ကြီးမြို့နယ်အိုးပေါက်အုပ်စုအိုးပေါက်ရွာမနေအုပ်ချုပ်ရေးမှုဥခေမောင်လက်ရွာဘက်တောင်ဝင်ခံပူပြေမှာနာမည်နဲ့ဗာတဲ့ဆိုတာနော် ကစရေးအောင်ကျော်ပေါင်းပြီးတော့ရွာမာတဲ့ကအိုးပေါက်ရွာမာတဲ့ကမောင်လာသားသားမောင်အာနိုး
ပြည်သူစစ်မှုထမ်းရဆိုပြီးတော့အောက်ရှုပ်ရေးမှုအပေါင်းဖော်တွေရဲ့ရွာခွဲတာဝန်ခံပြည်မောင်ရဲ့ကိုကောင်ကကစရေးရဲ့ကလေးကိုတော်တဲ့နန်းကျန်းနေရနော်ကလေးကအဲ့ဒါကိုကျိုးနဲ့တုတ်ပြီးတော့ခေါ်သွားတယ်အောက်ရှုပ်ရေးမှုအိမ်မှာလည်းကျိုးနဲ့တုတ်ထားတယ်ညနေကျတော့ရဲစခန်းကိုခေါ်သွားတယ်ပြည်သူစစ်မှုထမ်းရလူစားထိုးထည့်ဝဲထည့်ရသိန်း130ကုန်မယ်ဆိုပြီးတော့မောင်အားတို့အတော်ဖြစ်သူဒေါ်မာမာအေးကိုတောင်ဝင်းကြီးကိုလွှတ်လိုက်ပါတယ်တောင်ဝင်းကြီးကိုလူဝဲထည့်ရမယ်တဲ့ဆိုတော့နိုင်ငံတော်ကပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့အောက်ခြေမှာလှုပ်ရှားနေတာတွေတခြားသည်ဖြစ်နေတယ်လေအဲ့လောက်ဆိုတိပေါ့တော်တဲ့ဟိုတခိုးချက်ဘိုးတွေကလေးကဝတွေလူတွေဝဲထည့်တယ်သူများသားသမီးတွေကိုဆွဲတယ်ပတ်စံတောင်းတယ်ဘေးကသားသမီးတွေကိုဝဲထည့်တယ်တခိုးချက်ဘိုးတွေအဲ့တော့ထက်ကလူကြီးတွေကပြဋ္ဌာန်းထားတာနဲ့အောက်ခြေမှာလှုပ်ရှားနေရတဲ့တခြားသည်ဖြစ်နေတယ်လို့နော်အခုလဲမောင်အာနိုးသည်သူ့မိန်းမလေးကနေစီလာစီမွေးကန်နေဖားကန်နေကိုခွဲလက်ခွဲလည်းမရှိပါဘူးမိဘနှစ်ပါးလည်းမရှိတော့ပါဘူးဒါကိုအခုကုန်ခဲ့ပါတယ်360လောက်ကုန်ခဲ့ပါတယ်ဟာအဲ့ဒါကိုအထက်ကိုတင်ပြထားတာအထက်ကလည်းလုံးဝအရေးမလုပ်ပါဘူးဘယ်အရေးလုံးမလဲအမရဲ့သူတို့တွေကဝေစားမြစားတွေပဲအမတို့သာပိတ်ပြီးတော့မကျင်တိုင်းမနေတာအခုတော့ရှာထွက်ပြီမလားကျွန်တော်တို့လည်းဘာမှမတတ်နိုင်ဘူးဝမ်းသာရုံကလွဲပြီးဒီဗီဒီယိုလေးကတော့ line ပေါ်မှာဟော့နေတဲ့ဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ကိုစီရဲ့ရှင်းပြချက်လေးသူတို့စစ်ခွေးတွေရဲ့စိတ်သက်စုပ်ပြတ်တဲ့အထက်ဖားအောက်ဖိဝါဒတွေကိုဒါပြောပြသွားမှာဖြစ်တယ်လက်ရှိဖြစ်ပျက်နေတဲ့ဒီတလိပ်ဆန်ကောင်တွေရဲ့ဇယိုက်ကိုကျွန်တော်ပြောပြမယ်နော်ဒီမှာကြည့်လိုက်ပြူစောတိခေါင်းဆောင်နဲ့လက်ရှိစစ်တပ်ကဘုံမှုဆိုတဲ့စစ်ခွေးနဲ့ပြူခွေးနှစ်ကောင်ကိုက်တဲ့ဗီဒီယိုဖိုင်ကြည့်တော့ပါအခုလေကျွန်တော်တို့ကဘာမှအမားမရှိသေးဘူးမင်းအဲ့စာကတ်တာဆက်သွယ်လမ်းကြောင်းပါဆက်သွယ်လမ်းကြောင်းဥပဒေရမင်းအဲ့လိုစာကတ်လို့ရတက်နေရခိုင်းတာလေတက်နေရခိုင်းတယ်လို့ကျွန်တော်မလုပ်အောင်လားတက်နေရခိုင်းတာကျွန်တော်မလုပ်အောင်လားပြောတက်နေရခိုင်းတယ်ရှင်းမယ်ကြီးနိုင်ငယ်ညင်းနေနော်မင်းတော့တောင်းတွေ့ရနော်တွေ့တယ်နော်မိမကောင်းလေမိမကောင်းလေမိမကောင်းလေငါပါကောင်းလေခွေးနှစ်ကောင်ကိုက်နေတာမတူဘူးလားဟုတ်တာငါမှယာဒူးရှိတယ်အာနာရှိတယ်အဲ့ဒီဘုံမှုဆိုတဲ့ကောင်ခါးချမ်းမှာပြင်စလို့မရှိဘဲနဲ့သူ့ပခုံးပေါ်မှာအပွင့်မရှိလို့ချင်းအဲ့ဒီကောင်ကစောက်ချိုးอ่ะအဲ့ဒီပုံစံမျိုးပြောရဲမလားအဲ့ဒါပဲအစွဲရှိတဲ့တတော်ဟာအစွဲအားကိုးတယ်ဥကြိုရှိတဲ့တတော်ဟာဥကြိုအားကိုးတယ်တလိမ့်ဆန်တွေကယာဒူးရှိတဲ့ကောင်ကယာဒူးအားကိုးတယ်တနှက်ရှိတဲ့ကောင်ကတနှက်အားကိုးတယ်လက်ရှိမင်းအောင်နိုင်ခေါင်းဆောင်နဲ့စစ်ခေါင်းဆောင်တွေအကုန်တလိမ့်ဆန်စိတ်ပေါက်နေတာအဲ့ဒါလက်တွေ့ပဲကြည့်ဒါသူတို့အချင်းချင်းတော့အချင်းချင်းတော့မှငါပါကောင်နဲ့မင်းပါကောင်နဲ့ဆိုတဲ့နော်တလိမ့်ဆန်အသွေးဝင်းနေတဲ့အောက်တန်းစားတွေကြည့်ငါကြောင်မရှိတယ်ဟုတ်တယ်ဘုံတားတယ်တော့ငါအုပ်ချုပ်နေတာအေးအဲ့ဒါနိုင်ငံလုံးအုပ်ချုပ်နေတယ်နော်သူတို့ကအုပ်ချုပ်ခံလူကန်းစားဒေချာကြည့်ဝါတော့စိတ်ကြီးဝင်နေတယ်ဘုံလည်းဟိုကဘုံလည်းပညာတယ်ပဲကျွန်တော်ပညာတယ်ပဲဘယ်တက်ကဘုံချင်းသူကဘိန်းသားချင်းသူတမှုပို့ရှူနေဘုံမှုလည်းပညာတတ်ကျွန်တော်လည်းပညာတတ်ပဲဟုတ်လားအဲ့ဒါမပြောနဲ့ဘိုင်းစားကျင်တော့ထွက်တယ်အဲ့ဒါကိုမပြောနဲ့ဘုံမှုတောင်းတယ်ဘုံမှာမလိုက်စီမှာတောင်းရှိတယ်ကျွန်တော်လည်းဒီမှာကျွန်တော်တောင်းရှိတယ်ကျွန်တော်တောင်းရှိလို့ကျွန်တော်ပြောတာမင်းတောင်းရဒီကိတ်နဲ့ပဲရှိမဟုတ်လေအဲ့ဒါဘုံမမေးတာတမျိုးတော့တောင်းရှိတယ်မင်းတို့တောင်းရှိတက်တယ်ကိုဒီကစောက်ယူတာတက်တယ်မှုတောင်းပေးတာလေတက်တယ်မှုတောင်းပေးတာလေတက်တယ်ကိုပေးပါတောင်းပေးတယ်တက်တယ်မှုကကျွန်တော်ကျင်းရပြစားရကျင်းရပြတက်တယ်မှုကိုမေးတက်တယ်မှုကိုမေးမင်းစားတော့အခုတက်တယ်မှုကိုကကျွန်တော်ခုတက်တယ်မှုဘုံစားပါစားရှင်းပြနေနော်ရှင်းတယ်နော်ခွေးနဲ့ကောင်ကိုက်နေမင်းပြောမယ်ငါလည်းပြောမယ်ငါလည်းပြောမယ်ဟုတ်နော်ဇယိုက်တွေတကယ်ပြောတာရိုင်းတိုင်းမှုပြောတာမရှိဘူးဒါလည်းဒီလူစစ်ကဆိုလို့ဟဲ့စစ်သားစစ်တွေဘာလုပ်နေလဲတော့ရဲစစ်တွေဘာလုပ်နေ对，别散，别散。散的。哎，别那个对起来架子要，C two好不好？白啥先出来个？对上去了。晒那个不盖了要，马上别往盖了。快点别盖了，少修一三个。这个宝宝零岁的哇，10岁而已。但保姆的身上钱，保姆都要个生。没弄10个套房了，没10户了，10岁而已的。အဲ့ဒီကောင်တွေကဒီတိုင်းမျိုးအုပ်ချုပ်ဖို့လုပ်တာတဲ့သွားပြီပေါ့တိုင်းပြည်မျိုးအုပ်ချုပ်မဲ့နေရာမှာနေတဲ့လူတယောက်ရဲ့အဆင့်အတန်းလားပေါ်မှာဒီတဲ့ဆိုးတဲ့ကောင်တွေကြီးပဲငါတို့ဒါကြောင့်မလို့တော်တယ်အဲ့ဒါတော့တလိမ့်ဆန်လောက်တောင်တန်ဖိုးမရှိတဲ့အတိတ်တရားမဲ့တဲ့ကောင်တွေအုပ်ချုပ်တော့ဟဲ့ဒီတိုင်းပြည်ကဒီလိုမျိုးစောက်ပြတ်တတ်တဲ့ဘဝရောက်တာဟုတ်အဲ့တော့ဒီကောင်တကောင်မှမဟုတ်ဘူးစစ်တပ်ထဲမှာ90%ကအဲ့ဒါလိုတလိမ့်ဆန်စိတ်ပေါက်နေတဲ့ကောင်ကြီးပဲသွားပြီပေါ့ဗျာစဉ်းစားကြည့်အဲ့လိုကောင်တွေကဖမ်းသွားလို့မမြင်ကွယ်ရမှာဆိုရင်ဘယ်တော့နှိမ့်ဆက်မလဲဘယ်တော့မိုက်ရိုင်းရုပ်မှာမလဲဆိုတာကျွန်တော်တို့ဒါစဉ်းစားလို့တောင်မရဲတဲ့ကိစ္စစဉ်းစားကြည့်လိုက်တော့ကျွန်တော်တို့ဘဝတွေကျွန်တော်တို့အတိုင်းပြည်အတွက်အဲ့တော့အဆုံးထိကျွန်တော်တို့မလျှော့သောဇွဲနဲ့ဒီလိုအမျိုးရုပ်ဒီလိုလူတလိမ့်ဆန်တွေကိုဖြုတ်ချရင်းနဲ့ကျွန်တော်တို့အရှိတို့သွားကြမယ်ချီတက်ကြမယ်ဗျ